အရှိဘက်ကန်းကြီးမှရှိတဲ့အကိုဖြစ်သူရဲ့မင်္ဂလာဆောင်သွားခဲ့ပြီးအနောက်ဘက်ကန်းကြီးကိုကားမောင်းပြီးပြန်လာခဲ့ပါတယ်9ရက်လောက်မောင်းရမယ်ခီးရှည်ဖြစ်တာကြောင့်အချိန်မပေါ့အောင်ကျွန်တော်ပင်ပန်းတဲ့အထိစတိုက်မောင်းမှုဆုံးဖြတ်ခဲ့ရပါလေးရမြောက်နေ့မှာတော့ညဘက်အထိမောင်းခဲ့ပြီးလမ်းမေးကဟိုတယ်တစ်ခုခုမှာနားမယ်လို့စဉ်းစားထားပါတယ်ည10 နာရီလောက်မှာလူသူကင်းဝေးပြီးကားတစ်စီးမှမရှိတဲ့လမ်းမိုက်တစ်ခုကိုရောက်လာခဲ့တယ်အဲ့နေရာမှာဖုန်းလေးလေးလုံးဝမမိရကြောင်းနောက်ထပ်ဟိုတယ်တစ်ခုကိုတွေ့ဖို့ဘယ်လောက်ဝေးအောင်လဲဆိုတာကျွန်တော်နည်းနည်းစိုးရိမ်မိပါတယ်ကားမောင်းရင်အိတ်ငိုက်မှလည်းဆိုးတာကြောင့်အဖြစ်အချိုရည်တွေတောက်ထားတာမို့လူကတော့လမ်းဆန်းနေတော့မှာပဲမိနစ်30လောက်ဘာကားမှမတွေ့ပဲမောင်းလာပြီးနောက်မှာတော့လမ်းရှိမှာမြို့သမီးတယောက်ကိုတွေ့လိုက်ရပါတယ်လမ်းမေးမှာရပ်ပြီးအကူကြီးတောင်းတယ်လို့မျိုးလက်ကိုဝင်ရမ်းပြနေရပါသူကကိုကိုင်းထားပြီးသူ့အဝတ်စားတွေကလည်းညစ်ပတ်ပေးနေရကြောင်းတော်ရရနေအခုလေးတင်ထွက်လာတဲ့ပုံစံမျိုးဒါမှမဟုတ်ဒဏ်ရာရထားတဲ့ပုံစံမျိုးပါကျွန်တော်လည်းအချိန်နဲ့မောင်းလာတာမို့လို့သူကလည်းကားမီးအောင်အောက်မှာရုတ်တရက်ရောက်လာကြောင်းသူ့ကိုကြော်ပြီးမောင်းသွားမိပါတယ်ဒါပေမဲ့ရှစ်ဆက်မောင်းရင်စိတ်ထဲမှာစိတ်မကောင်းဖြစ်လာတာကြောင့်ဒီလိုလူတူကင်းဝေးပြီးဖုန်းလိုက်မမိရဲ့နေရာမှာသူ့ကိုဒီတိုင်းပစ်ထားလိုက်ရင်တေတောင်တေသွားနိုင်ပါတယ်ကျွန်တော်ကအရင်ကလမ်းကြုံလိုက်ပူတဲ့လူတွေကိုတခါမှမတင်ဘူးဒီလိုကြောက်စရာကောင်းတဲ့လမ်းပေါ်မှာအမျိုးသားတယောက်ဆိုရင်တော့လုံးဝတင်မှာမဟုတ်ပါဘူးဒါပေမဲ့သူကအမျိုးသမီးတယောက်ဖြစ်တာကြောင့်ဒဏ်ရာရထားတဲ့ပုံစံကြောင့်မလို့ကျွန်တော်သိပြီးအနေနဲ့မရှိတော့ပါဘူးလို့ထင်ခဲ့မိပါတယ်ဒါကြောင့်ကားကိုပြန်လှည့်ပြီးသူရှိတဲ့နေရာကိုပြန်လာခဲ့ပါတယ်အရင်တွေ့ခဲ့တဲ့နေရာကိုရောက်မှာတော့သူကလမ်းမေးမှာမရှိတော့ပဲ30နာကိုရောက်သွားပြီမဲ့ကျွန်တော်ကိုလမ်းပြနေတော့မှာပဲကျွန်တော်ကားကိုလှည့်ပြီးသူ့နာမှာရက်လိုက်တဲ့အခါမှာတော့သူ့ကိုမတွေ့ရတော့ပါဘူးကျွန်တော်ကားပေါ်မှာ10မိနစ်လောက်ထိုင်ဆောင်ကြည့်နေပြီမဲ့သူထွက်မလာပါဘူးကားဆက်နိုးလဲတာနဲ့ပဲကျွန်တော်ကားပေါ်အဆင်းပြီးလမ်းမေးမှာသူမကိုလိုက်ရှာနေမိပါတယ်ပဝင်းကျင်တစ်ခုလုံးကတိုက်ဆိပ်ပြီးကားမီးအောင်လွဲပြီးအကုန်မှောင်မေးနေရပါအဲ့ဒီအချိန်မှာတောထဲမှာတခုခုလှုပ်ရှားသွားတာကိုမြင်လိုက်ရတယ်ကြည့်လိုက်တော့အဲ့ဒီမျိုးသမီးပါပဲသူမကလမ်းနဲ့တော်တော်ဝေးတဲ့တောနက်ထဲကိုရောက်နေပြီးအဲ့ဒီကနေကျွန်တော်ကိုအကူကြီးတောင်းတလို့လမ်းပြနေတော့မှသူ့အတန်ကလည်းအားနဲ့နေတဲ့ပုံစံနဲ့ကူညီပါအောင်ကျမကိုကူညီပါအောင်လို့အော်ဟစ်နေပါတယ်ကျွန်တော်စိတ်ထဲမှာတမျိုးကြီးဖြစ်နေပေမဲ့သူမတည်းရဲ့အနေရှိနေတာပဲလို့ထင်ပြီးတောထဲကိုနည်းနည်းလောက်ဝင်ကြည့်မိပါတယ်ဒါပေမဲ့သူမအနာကိုရောက်ခံနေမှကျွန်တော်တတိထားမိလိုက်တာကသူကကျွန်တော်ကိုကားနဲ့ဝေးရအောင်ရောက်ခေါ်နေတာဆိုတာပါပဲအဲ့ဒီလိုတိလိုက်ရတာနဲ့ကျွန်တော်လည်းချက်ချင်းရက်လိုက်ပါတယ်အဲ့ဒီအချိန်မှာအမျိုးသမီးကလည်းလက်ရန်နာကိုချက်ချင်းရက်လိုက်တယ်လို့သူ့အတန်ကလည်းချက်ချင်းတိတ်သွားပါတယ်အနားကနေတေချာကြည့်မိတဲ့အခါသူ့ရက်က6ပေနဲ့လောက်ရှိနေပြီးအမျိုးသမီးတယောက်အတွက်ဓာကြီးကရက်ရှည်လုံးနေတယ်လို့သူ့ရဲ့ကိုနေကိုဟန်ကလည်းတမျိုးကြီးပါကျွန်တော်စီကိုခြေတလန်းချင်းတူးလာပြီးသူ့မျက်နှာကိုတေချာမြင်လိုက်ရပါတယ်အဲ့ဒါအမျိုးသမီးမျက်နှာလုံးဝမဟုတ်ပါဘူးကြောက်စရာကောင်းတဲ့အမျိုးသားတယောက်ရဲ့မျက်နှာကြီးပါကျွန်တော်လည်းကားစီကိုချက်ချင်းပြေးပြီးအချိန်ကိုမုန်းထွက်ခဲ့ရပါတယ်ဒီဖြစ်ရကပြီးခဲ့တဲ့ဆောင်းပေါတော့မြို့လေးတစ်မြို့မှာအလုပ်ကိစ္စနဲ့ခီးသွားတော့ဖြစ်ခဲ့ရပါကျွန်တော်ကစီးပွားရေးလုပ်ငန်းတုံးရေခဲတက်တာပြင်းတဲ့လူဖြစ်ပြီးအဲ့ဒီအချိန်ကဝန်ထမ်းရှားနေလို့မြို့သေးသေးလေးတွေကကုန်စုံဆိုင်တွေနဲ့စားသောက်ဆိုင်တွေစီမှာလိုက်ပြီးပြင်မင်းနေရတာပေါ့ကျွန်တော်သွားရတဲ့မြို့လေးကဖွင့်ထားတဲ့ဆိုင်တွေထက်ပိတ်ထားတဲ့အဆောက်အဦတွေကပုံများတဲ့နေရာမျိုးပါအဲ့ဒီမှာရှိတဲ့မိသားစုပိုင်ကုန်စုံဆိုင်ဟောင်းကြီးတစ်ခုကရေခဲကန်းတွေကိုပြင်ပေးဖို့အတွက်ကျွန်တော်က3ရက်လောက်ကြာမှာပဲဖြစ်ပါတယ်ကျွန်တော်တဲဖို့အတွက်ကုမ္ပဏီကမြို့စုံမှာရှိတဲ့မိုဒယ်တစ်ခုကိုဘိုကင်လုပ်ပေးခဲ့တယ်ဘာလို့လဲဆိုတော့အနီးအနားမှာအခန်းလို့ရှိတာဆိုလို့အဲ့နေရာပဲရှိလို့ပါကျွန်တော်ကြာတာပတင်းည9နာရီလောက်မှာအဲ့ဒီကိုရောက်သွားခဲ့တယ်အဲ့ဒီမိုဒယ်ကအခန်းတကားတွေအကုန်လုံးကားပါကင်ဘက်ကိုမျက်နှာမူထားတဲ့တစ်ထပ်တဲတဲ့မိုဒယ်မျိုးအစားပါအခန်းကတော့12ခန်းပဲရှိပြီးကားပါကင်မှာလည်းကား5-6စီးပဲရှိတယ်အဲ့
အဲ့ကျူကန်ထဲမှာပိုးသက်စေးနဲ့တွေနဲ့နေပြီးအသက်60ရွယ်အမျိုးသမီးတယောက်ကကောင်းနာမှာထိုင်နေတယ်။သူမကဖော်ရပေမဲ့တကူးကိုစိတ်လွင့်နေပုံရပြီးကျွန်တော်အခန်းစိမ်းရင်တွင်းနေတော့မှကျွန်တော်ရဲ့အနောက်ဘက်ကားပါကင်စီကိုပဲခဏခဏလှမ်းကြည့်နေတယ်။သူမကကျွန်တော်ကိုတော့ပေးရင်နဲ့ညဘက်တယောက်တကားလာခေါ်ရင်ကျမဒါမှမဟုတ်ပိုင်ရှင်မဟုတ်ရင်ဘယ်တော့မှမဖွင့်နဲ့နော်လို့ပြောပါတယ်။အပြင်မှာထူးဆန်းတဲ့အတန်နေကြရင်လည်းရုံးခန်းကိုပဲဖုံးဆက်ပါကိုယ်တိုင်ထပ်မကြည့်နဲ့နော်။သူမပြောတဲ့ပုံကတာမန်အချက်မေးချက်လိုပဲအေးစစ်စစ်ပြောတော့တာဖြစ်ပေမဲ့ကျွန်တော်ကိုကြောက်စိတ်ဝင်သွားစေခဲ့တယ်။ဒီနီးနားမှာလူဆိုးတဲ့မြတွေရှိလို့လားဗျ။ကျွန်တော်အဲ့လိုမေးလိုက်တော့သူမကဒီနီးနားမှာတခါတလေကျရင်လေလွင့်နေတဲ့လူတွေရှိတတ်ပြီးအဲ့ဒီတွေစီကနေပတ်စံလိုက်တောင်းတက်လို့ပါလို့ပြန်ပြေရဲ့အခုမှရောက်လာလို့အဲ့လိုပြောတာထူးဆန်းတယ်လို့ကျွန်တော်တွေးမိပေမဲ့ပင်မနေတာတွေကြောင့်တိတ်ပြီးကူးမဆိုင်တော့ပဲအခန်းစီထည့်လာခဲ့လိုက်တယ်ကျွန်တော်အခန်းကအစွန်ဆုံးကနေဆိုဒုတိယမြောက်အခန်းမှာအခန်းထဲမှာတော့တန့်ရှင်းတက်ရပါတယ်ဒါပေမဲ့ဗီဒီယိုပေါ်မှာ secret မိကြထားတဲ့အရာတွေနဲ့ကော်စောပေါ်မှာအမဲဆက်တွေရှိနေတာကိုသတိထားမိရဲ့ကျွန်တော်အိတ်တွေကိုအခန်းထဲချပြီးလမ်းအောက်ကစီဆိုင်မှာစားရတော့ဝယ်ခဲ့တယ်ည8 နာရီလောက်မှာအခန်းထဲကိုပြန်ရောက်တော့ကျွန်တော်ကားနဲ့2 နေရာလောက်အကွာမှာရပ်ထားတဲ့အစိမ်းရအောင်ကားဟောင်းကြီးထဲမှာလူတယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်ကားဆက်နိုးထားပေမဲ့မီးတွေကတော့ပိတ်ထားတယ်လက်နှစ်ဖက်ကိုစီးရတယ်မော်တင်ထားပြီးရုပ်တရုပ်လိုမျိုးထိုင်နေတာကျွန်တော်ကလည်းတယောက်ရက်ကိုစောင့်နေတာဖြစ်မှာပဲလို့တွေးလိုက်မိရဲ့အခန်းထဲရောက်တော့စားတောက်ပြီးဖုံးကြည့်ရင်အချိန်ဖြုံးနေခဲ့တယ်ည10 နာရီဝဲလောက်မှရေချိုးပြီးအိယာတဲကိုဝင်ခဲ့တယ်မိနစ်20လောက်အကြာမှာအခန်းပြင်ဘက်ကခြေတံတွေကိုကြားလိုက်ရတယ်ကျွန်တော်ကတော့အခြားလူတွေလည်းတဲနေရမို့လို့ပထမတော့တိတ်ကူးမဆိုင်မိဘူးဒါပေမဲ့အဲ့ဒီခြေတံတွေကကျွန်တော်အခန်းတကားရှင်းမှာတွင်ရက်သွားတယ်တယောက်ယောက်ကတကားဖွင့်တဲ့တန်းဒါမှမဟုတ်ဘေးခန့်ကနေပြီးတကားခောက်တုံကိုကျွန်တော်စောင့်နေပေမဲ့ဘာမှဖြစ်မလာဘူး15 စက္ကန့်လောက်ကြာတော့မှအဲ့လူကပြန်ထွက်သွားတယ်ဒါပေမဲ့10 မိနစ်လောက်အကြာမှာအဲ့ခြေတံတွေကကျွန်တော်အခန်းရှိကိုနောက်တစ်ခေါက်ပြန်လာပြီးရက်သွားပြန်တယ်တကားလည်းမခောက်ဘူးဘာတမ်းမှလည်းမကြားရဘဲနဲ့ပြန်ထွက်သွားတယ်ကျွန်တော်လည်းထပြီးချောင်းကြီးဘောက်ကနေကြည့်ပေမဲ့ဘသူ့ကိုမှမတွေ့ရဘူးတယောက်ယောက်ကမူးနေတာလားဒါမှမဟုတ်အခန်းမနေတာဖြစ်လောက်မှာပါလို့ကျွန်တော်ထင်လိုက်တယ်ည7 နာရီကျော်လောက်ကျွန်တော်တဝက်တစ်ပြက်အိပ်ပျော်နေတော့မှတယောက်ယောက်ကတကားကိုလာခောက်တယ်ကျွန်တော်လည်းငြင်းငြင်းလေးနေပြီးစောင့်ကြည့်နေလိုက်တယ်အဲ့လူကအရင်တိုင်းမထက်ပြီးတကားခောက်ပြန်တယ်ကျွန်တော်တားလေးထပြီးချောင်းကြီးဘောက်ကနေကြည့်လိုက်တယ်အပြင်မှာဘယ်သူမှမရှိဘူးအဲ့အချိန်မှာကျွန်တော်ရင်ထဲမှာထိတ်ခနဲဖြစ်သွားတယ်အပြင်မှာမီးရောင်လေးတွေကမှိန်နေပေမဲ့အခန်းရှိရလမ်းလျှောက်တဲ့နေရာမှာတော့ဘယ်သူမှမရှိရတော့တိတ်ကြပါတယ်ကျွန်တော်အဲ့ဒီမှာခဏရက်ဆောက်နေပြီးအခန်းတကားကိုတိတ်ချပြန်ပိတ်လိုက်တယ်အဲ့ရတဲ့ပြင်ဝင်ဖို့လုပ်နေတော့မှအခန်းပရိဘက်ကလိုက်ကလေးကအနှင်းငယ်ဟနေအောင်တတိထားမိလိုက်တယ်တယောက်ယောက်ကအပြင်ကနေချောင်းကြည့်ရင်မြင်ရနိုင်တဲ့အနေအထားမို့ကျွန်တော်လည်းလိုက်ကာကိုအသေးချပိတ်ပြီးမိမက်ပြီးအိတ်လိုက်တယ်ညတန်းကောင်လောက်မှာတကားနာကနေတခုခုကိုဖုတ်ဆွဲနေတယ်လို့အတန်မျိုးကိုကြားလိုက်ရတယ်ကျွန်တော်အသားလေးထပြီးတကားစီကိုတွားလိုက်တယ်ချောင်းကြီးပေါက်ကနေချိလိုက်တဲ့အခါတယောက်ယောက်ကလှုပ်ရှားနေအောင်မြင်လိုက်ရတယ်တယောက်ယောက်ကချောင်းကြီးပေါက်ရဲ့အောက်ခြေမှာကပ်ပြီးတော့ဝင်နေတာကျွန်တော်မြင်လိုက်ရတော့အုတ်ထုံမဲအောင်နဲ့ပခုံးတစ်ဖက်ပဲ9 စက္ကန့်လောက်ကြာမယ်အဲ့လူကချက်ချင်းထပြီးအဆောက်အုံအစွန်ဘက်ကိုအမြန်ပြေးသွားတယ်ကျွန်တော်လည်းအဲ့ကန်းကိုချက်ချင်းဖုံးဆက်လိုက်တယ်ဝန်ထမ်းမျိုးသမီးကတကားရှိမှလူရှိတယ်လို့ပြောလိုက်တော့မှအတန်ပြောင်းလာပြီးရှင်တကားဖွင့်လိုက်ဒီလားအဲ့လိုမေးတယ်ကျွန်တော်မဖွင့်ဘူးလို့ပြောတော့သူမကအထဲမှာပဲနေဘူးနဲ့မော်ဒယ်ပန်ရှင်ကအပြင်ုံထွက်စီမိမယ်လို့ပြောလိုက်တယ်2 မိနစ်လောက်ကြာမှကားမီးအောင်တစ်ခုခုလိုက်ကပေါ်ကဖြတ်သွားတာကိုမြင်လိုက်ရတယ်တယောက်ယောက်ကကားနဲ့ကားပါကင်နဲ့ပတ်ကြည့်ပြီးပြန်ထွက်သွားတယ်ရုံးကနေဖုံးဆက်ပြီးလူမှမရှိပါဘူးတယောက်ယောက်ကစနောက်နေမှာပါလို့ပြောတယ်ကျွန်တော်ကရဲခေါ်လိုက်ရမလားမေရောသူမက
အဲ့လူပြန်လာမချင်းတော့ရဲခေါ်လဲထူးမှမဟုတ်ဘူးလို့ပြန်ပြောတယ်ကျွန်တော်အဲ့ဒီညကလုံးဝအိတ်မပြောတော့ဘူးည3 နာရီလောက်မှာခဏလေးမေးကနေဖြစ်သွားရပေမဲ့မနေ့9 နာရီ 15 မိနစ်မှာကျွန်တော်ကားရဲ့အချက်ပေးတဲ့ကြောင့်လက်နိုးလာခဲ့တယ်ကျွန်တော်လည်းလိုက်ကာကိုမတိမတာလေးဟာပြီးကြည့်လိုက်တော့လူတစ်ယောက်ကကျွန်တော်ကားတကားကိုဖွင့်ပြီးရက်နေတာကိုတွေ့လိုက်ရတယ်သူကအရက်ရှိပြီးအင်ကြီးမဲနဲ့အုတ်ထုပ်ကိုစောင်းလာတယ်သူကကျွန်တော်အခန်းဘက်ကိုလှည့်ကြည့်ပြီးအမြင်ပြေးထွက်သွားတယ်ဒီတခါတော့ကျွန်တော်ရဲစခန်းကိုဖုန်းဆက်လိုက်တယ်ရဲတွေက15 မိနစ်နေတော့ရောက်လာပြီးစစ်ဆေးပြီးတယ်ကျွန်တော်ကားထဲမှာဘာမှတော့ပျောက်ရှာတာမရှိဘူးရဲတယောက်ကရှင်ကားတကားကိုတိတ်ရှာပိတ်ထားရဲ့လားလို့မေးတာကျွန်တော်မယုံတယ်လို့ခံစားရစီတယ်ဒါပေမဲ့သူ့တဲ့အသက်ကြီးတဲ့ရဲရရှိတယောက်ကတော့ကျွန်တော်တကားခောက်ခံရတာနဲ့ချောင်းကြည့်ခံရတွေကိုပြောပြတော့စိတ်ဝင်စားသွားတယ်မော်ဒယ်ပါရှင်ကိုကင်မရာရှိလားလို့သူတို့ကမေးတယ်ရုံးခန်းနဲ့အဝင်ဝမ်းမှာပဲရှိပြီးတော့ကျွန်တော်အခန်းဘက်မှာတော့ကင်မရာမရှိဘူးရဲတွေမထွက်လာခင်မှာအသက်ကြီးတဲ့ရဲရရှိကဒီညတစ်ခုခုထပ်ဖြစ်ရင်ဘလို့အကြောင်းနဲ့မှတကားကိုမဖွင့်နဲ့နော်မနဲ့လင်းတာနဲ့ဒီကနေချက်ချင်းထွက်တော့လို့သတိပေးခဲ့တယ်ကျွန်တော်အဲ့ဒီနေ့ကအလုပ်ရှိနေတာမို့ဆက်နေခဲ့တယ်နေ့ဘက်မှာတော့အရာအလုံးကပုံမှန်ပါပဲည6 နာရီလောက်မှာမိုတယ်ကိုပြန်ရောက်တော့အမောင်တို့ကကြီးစိုးနေပြီကျွန်တော်ကားကိုမီးအောင်အောက်မှာရက်ပြီးပစ္စည်းတွေအကုန်လုံးကိုအခန်းထဲတစ်ခါတည်းတက်သွားလိုက်တယ်အဲ့ကျုံအမျိုးသမီးကတော့ကျွန်တော်ကိုမြင်တော့အဆင်ပြေရဲ့လားလို့မေးတယ်ကျွန်တော်အိတ်မပြောဘူးလို့ပြောတော့သူမကတကယ်လို့အဆင်မပြေရုံးခန်းကအခန်းနံပါတ် 2ကိုပြောင်းပေးမယ်လေလို့ပြောတယ်မနေ့ညဘာလို့အဲ့လိုမပြောရလဲလို့ကျွန်တော်မေးတော့သူမကပုံမှန်ဆို2 ညဆက်လိုက်တော့မဖြစ်တတ်ဘူးအဲ့ဒီလေလွင့်နေတဲ့လူတွေကပုံမှန်ဆိုရင်အခြားအခန်းကိုရွှေ့ထားတတ်ကြလို့ပါတဲ့အဲ့ဒီစကားကိုကြတော့ကျွန်တော်ပို့ပြီးစိတ်မချမ်းသာဖြစ်စေခဲ့တယ်ကျွန်တော်အခြားဟိုတယ်ကိုသွားဖို့တွေးမိပေမဲ့အရန်ပင်ပန်းနေရကြောင်းဒီတညပဲဒီမှာပဲအောင့်အီးပြီးအိတ်လိုက်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်ည7 နာရီလောက်မှာကျွန်တော်လိုက်ခါချာကနေချောင်းကြည့်တော့မင်းညကအစိမ်းရအောင်ကားအုပ်ကြီးကိုထပ်ပြီးတွေ့လိုက်ရပြန်တယ်အဲ့ဒီကကျွန်တော်အခန်းရှိကနေဖြည်းဖြည်းလေးမောင်းသွားပြီးကားပါကင်အစွန်ဆုံးမှာမိမိတ်ပြီးရဲနေလိုက်တယ်ကျွန်တော်ရုံးခန်းကိုဖုန်းဆက်ပြီးပြောတော့ပိုင်ရှင်ကအဲ့ဒီကဘာနောက်ဆက်မှမပေးသေးတော့ကျွန်တော်တို့လည်းဘာမှလုပ်လို့မရဘူးလူတွေကတော့တွားလိုက်လာလိုက်ပါပဲလို့စိတ်မရှိသလိုပြန်ပြေးတယ်ည7 နာရီကျော်မှအပြင်ကနေခြေတံတွေကိုထပ်ပြီးကြားရပြန်တယ်ဒီတစ်ခါတော့တကားကိုမဟုတ်ပဲပရင်းပေါက်ကိုလာခောက်တာတယောက်ကလက်သေးနဲ့ပရင်းပေါက်မှန်ကိုချစ်နေတဲ့အတန်ကိုကျွန်တော်အတိုင်းသားကြားနေရတယ်အဲ့ဒီလူကကျွန်တော်အနားမှာရှိနေပြီးကျွန်တော်အထဲမှာရှိနေမှတူတိနေတယ်ဆိုတဲ့အသီးကကျွန်တော်ကိုကြောက်ရွံ့သွားစေတယ်ကျွန်တော်လည်းရဲစခန်းကိုဖုန်းဆက်ဖို့လုပ်နေတော့မှပဲအိမ်နာထဲကဗရင်းပေါက်လေးလှုပ်နေတဲ့အတန်ကိုကြားလိုက်ရတယ်အဲ့ဒီနောက်မှာပူဆိုးတာဘေးခန်းကတကားကိုတော့နဲ့ဖြစ်ဖြစ်တစ်ခုခုနဲ့ဖြစ်ဖြစ်ဖွင့်လိုက်တဲ့အတန်ကိုကြားလိုက်ရတယ်ကျွန်တော်သိတာကတော့အဲ့ဒီဘေးခန်းမှာဘာမှမရှိဘူးကျွန်တော်လည်းနေရာမှာကပ်ပြီးနားထောင်ကြည့်တော့ဘေးခန်းထဲမှာလူတစ်ယောက်ကအတန်တိတ်တိတ်လေးလှူရှားနေတဲ့အတန်တွေကိုကြားလိုက်ရတယ်ကျွန်တော်လည်း911ကိုအသာလေးဖုန်းဆက်ပြီးအချိန်တွေကိုပြောပြလိုက်တယ်အဲ့ဒီအချိန်မှာကျွန်တော်အခန်းရဲ့အိမ်နာပရင်းပေါက်ကနေပွင့်လာဖို့ကြိုးစားနေတာကိုတွေ့လိုက်ရတယ်ကျွန်တော်ပြေးသွားပြီးလက်နဲ့အားကုန်တုံးပိတ်လိုက်တယ်တစ်ဖက်ကလည်းပြန်ပြီးတိုးနေသေးတယ်ရဲတွေရောက်လာတဲ့အချိန်မှာအပြင်ကတော့လူ2 ယောက်ပြေးသွားတဲ့အတန်ကိုကြားလိုက်ရတယ်ရဲတွေစစ်ဆေးကြည့်ကျွန်တော်အခန်းပရင်းပေါက်ကစကားကိုဖြုတ်ထားတာတွေ့လိုက်ရတယ်အဲ့ဒီထက်ပိုဆိုးတာအသက်ကြီးတဲ့ရဲအရာရှိပြောမှသိရတာပါဒီမော်ဒယ်မှာအခုလိုမျိုးတယောက်တည်းလာတဲ့အလုပ်သမားတွေကိုပြစ်မှတ်ထားတဲ့ဖြစ်ရပ်တွေအရင်ကရှိခဲ့ဘူးတဲ့ကျွန်တော်ပစ္စည်းသိမ်းပြီးထောက်ခေါ်ဖို့လုပ်နေတော့မှဂရင်းအောက်ကိုတစ်ချက်ငုပ်ကြည့်လိုက်တော့စာရွက်လေးတစ်ရက်ကိုတွေ့လိုက်ရတယ်အဲ့ဒီစာရွက်ထဲမှာကျွန်တော်ရဲ့အခန်းနံပါတ်နဲ့ကားနံပါတ်ကိုရေးထားတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့သူတို့ကကျွန်တော်နောက်ကိုအကြာကြီးလိုက်နေခဲ့တာပဲဆိုတာသိကြသွားပါတယ်ကျွန်တော်အဲ့ညမှာနေမိုတယ်ကနေထွက်ခဲ့ပြီးအိမ်ုံ2 နာရီကြာအောင်ကားမောင်းပြီးပြန်ခဲ့ပါတော့တယ်နောက်ပိုင်းမှာတော့ဒီဖြစ်ရပ်ကိုပြန်မတွေးမိအောင်ပဲကျွန်တော်စူးစမ်းပြီးနေထိုင်ရပါတယ်